Hello ဘိုက်စာနေကြပြီလားဒီနေ့ကတော့အရန်ကိုနာမည်ကြီးနေတဲ့မြက်ခေါက်ဆဲလေးကိုဒုတိယတစ်ချိန်လှုပ်ရှားဖြစ်တာလေးရိုက်ထားပြပါတယ်တကယ်ရောစားကောင်းလားပြီးရနေစည်းနေအောင်တန်လားဆိုတော့ကိုအဆုံးထိကလေးနဲ့တူလိုက်ကြည့်ပြပါဦးနော်တစ်ချိန်တုန်းကဒီခေါက်ဆွဲသားလေးကတိတ်ပြီးတော့ပေါ့နော်မနူးသွားလို့ဒီခေါက်တော့ရင်းနှီးဦးတည်ပြီးတော့မှပြန်ပြီးတော့ပြုတ်ပါတယ်ခေါက်ဆွဲသားလေးပို့ပြီးနူးအီးနေပိုကောင်းပါတယ်12မိနစ်လောက်ပြုတ်ပေးပါခေါက်ဆွဲလေးအီးသွားပြီဆိုရင်တော့ဒီ spicy နှစ်လေးကိုကလေးရထည့်လိုက်ပါတယ်အဆက်မစားနိုင်တဲ့သူကတော့တစ်ဝက်လောက်ပဲထည့်ပါရှင်ဒီ soft pack ဆိုတဲ့အားလေးပေါ့နော်အားလေးထည့်လိုက်ရဲအားလေးကလည်းမွမွေးလေးပါပဲရှင်ဒီခေါက်ဆွဲရဲ့အဓိက main character ကြီးလာပါပြီအဲ့ဒါတော့မြစ်ပါတီးစုံပေါ့နော်အဲ့လိုမြစ်ကောပဲသီးတွေရောအဲ့ဒါလေးပါထည့်လိုက်ပါတယ်ဗန်နီဂါတော့ကလျာတစ်ဝက်လောက်ပဲထည့်လိုက်ပါတယ်ပထမတစ်ခေါက်တော့တစ်ထုပ်လုံးထည့်လိုက်တော့ချင်းနဲ့ရတာကြီးတိတ်မကြိုက်လို့ပြီးရင်တော့မြေပဲလေးထည့်တယ်ဒါတော့ကြက်ဥကြောင်လေးနဲ့ပစုံလေးနဲ့ငယ်ချီရနဲ့ကလျာရောပြီးတော့ထည့်လိုက်ပါတယ်ကြက်ဥလို့ငုံဥလို့ထည့်ပြီးတော့စားရင်လည်းတော်တော်ရတာရှိပါတယ်ဒါတွေအကုန်လုံးထည့်ပြီးသွားတဲ့အချိန်မှာကလျာချကနေပေါ့နော်ဒီခင်းအောင်တို့ကြီးကိုထည့်လိုက်ပါတယ်ပြော့သွားတဲ့အချိန်မှာအီလေးနဲ့တော်တော်စားကောင်းပါတယ်နောက်ဆုံးတော့အရန်ကိုအရတာရှိတယ်မြစ်ခေါက်ဆွဲလေးရပါပြီဒီပေးရမယ်ဆိုရင်တော့9တော့တန်ပါ။ရမေ့ပြီးတော့အဆက်ကိုကုန်ထည့်မိလို့ပါ။အရသာတော့တကယ်ကိုစားကောင်းပါတယ်။လုံးလုံးဆက်ဆက်ကြိုက်တဲ့သူတွေဆိုရင်တော့ဝယ်စားတင်ပါတယ်